နဲ့အကုန်ငတ်သိဖို့ပဲရှိတော့တယ်ဆိုတော့ဒီပွဲကဒီတိုင်းသွားနေတဲ့အကုန်ငတ်သေးတော့ပါဘယ်လိုမြင်လဲပြောကြည့် ခင်ဗျားတို့အစိုးရဘာတူလဲအန်ယူဂျီလားအန်နဒီလား ဒီပွဲကအလုံးပဲမင်္ဂလာပါကျွန်တော်ချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပြီးတော့ကျင်းပါတယ်ဆက်လက်ပြီးတော့ကြိုဆိုကြရအောင်ပါဒီတိုင်းသွားနေတဲ့အကုန်ငတ်သေးတော့ပါဘယ်လိုမြင်လဲပြောကြည့်ပြောပါအောင်ဆိုတော့ဟုတ်တယ်ဒီပွဲကဒီတိုင်းသွားရင်တော့အကုန်ငတ်သေးကြမှာပါလူပြင်းမှာကုန်စင်းလုံးတွေလည်းမတရားကြီးနေတယ်သွားရေးလာရေးတွေလည်းအစင်မပြေနေဆက်ပုတ်ကုန်တွေကလည်းဒီအစိုးရဥမဲအွန်လိုင်းဆိုတာလည်းတကအုံနောက်ရှိတဲ့ပုတ်ကုန်မဟုတ်ဘူးစိတ်ယူပေါက်ပြီးပေါက်ပြရှောက်လုပ်နေတယ်ထိုင်ကုန်ရပြီဆိုပြီးတော့သူစိတ်ထင်မြန်မာနိုင်ငံကိုသူတယောက်တည်းပိုင်တယ်ထင်တယ်ဘုံကပြသွင်းကုန်လိုင်းစင်တွေပိတ်လိုက်တယ်သွားပြီပေါ့သွင်းကုန်မသွားဘူးလေတွင်းကုန်လိုင်စင်တွေပိတ်ပြီးခင်သူ့သားသူ့သမီးခင်လေးတက်မုံတို့အောင်ပြည့်စုံတို့နဲ့ပတ်သက်ပြီးတော့အကုန်တွင်းလို့ရတယ်လေဟမ်အဲ့တော့မတရားကြီးလုပ်နေတာကိုလည်းအောက်ကကောင်ထောက်ခံတာပဲနော်ဟာအန်အောင်လို့မစုံမိုက်တယ်ကွာသူတို့ဘက်မှာခေါင်းဆောင်လုပ်ကတော့စောက်ရမ်းမိုက်တယ်ဟမ်လုပ်ကျင်တာလုပ်စောက်ပေါ်တယ်ကြီးပဲအကုန်လုံးအကုန်ငိမ့်ခမ်းတာတွင်းကုန်လိုင်စင်တွေပိတ်ပြီးတော့တူးမိသားစုတွေတွင်းကျင်တိုင်းတွင်းနေကြတယ်ဟာဒါလည်းရတာပဲဟမ်ဘယ်တော့ကောင်းလဲကဲအဲ့လိုစောက်ယူနာပေးနေပေါ်တဲ့ဘက်မှာခေါင်းဆောင်လုပ်ကြတာမကောင်းရင်ဘယ်နေရာမှာခေါင်းဆောင်လုပ်မလဲဟမ်မှားလားမှန်ပြီလုပ်ကျင်တိုင်းလုပ်လိုင်းစင်ပိတ်ရအောင်နော်မြန်မာနိုင်ငံမှာသူကနိုင်နိုင်နင်းနင်းထိန်းချုပ်နိုင်နေလို့လားနော်မြန်မာနိုင်ငံမှာနိုင်နိုင်နင်းနင်းတဲ့နေရာတွေအားလုံးကိုသူကသူ့ဩဇာဖြန့်ကျက်နိုင်လို့လားရခိုင်ပြည်နယ်သူ့ဩဇာလုံးဝမရှိတော့ဖြစ်တယ်နော်နေဆက်ဒေသတွေသူ့ဩဇာရှိတာမဟုတ်ပေါင်းစားတာလို့အဲ့ဒါကိုတွင်းကုန်တွေပိတ်တဲ့ခါကျတော့တကယ်တမ်းထိတော့ပြည်သူပေါ့တရားဝင်နော်တရားဝင်လမ်းကြောင်းကနေကုန်တွေတွင်းရမှာအမှန်တကယ်ကနိုင်ငံတော်တက်လည်းအဆင်ပြေတယ်ပြည်သူတက်လည်းအဆင်ပြေတယ်အားလုံးတက်လည်းအဆင်ပြေတယ်အခုတော့ကိုယ့်အခြေအနေကိုယ့်ဘဝကိုနားမလည်ဘူးမင်းအောင်လိုင်းကဒါကတော့ကိုမုံမုံပြပါတယ်ကိုမုံမုံဆိုတဲ့လူပူကိုကတော့စစ်တပ်ကိုထောက်ခံပေးခဲ့တဲ့လူတယောက်ပါစစ်တပ်ကိုထောက်ခံတဲ့အမခံပရိသတ်တယောက်ပါဒါပေမဲ့ကိုလည်းဆီယာနဲ့တည်နေတဲ့မြောင်လိုက်ရဲ့မကုန်းမှုလုံးရတွေကိုလက်မခံလို့သူပြောတော့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကြည်စုကြရအောင်ပါသူတွင်းကုန်တွေပိတ်လိုက်တဲ့ခါကျတော့နေဆက်လမ်းကျောမှာလမ်းတွေအများကြီးရှိတယ်နော်တော့မြောက်တွေအရှာလမ်းမသွားလဲတောင်ပေါ်လမ်းရှိတယ်လမ်းဟောင်းရှိတယ်နောက်ထပ်ခုဘက်ချမ်းမှာလမ်းတွေရှိတယ်အဲ့တော့တွင်းကုန်တွေပိတ်တဲ့ခါကျတော့မှောင်ခိုကိုပို့ပြီးတော့အားပေးတာပေါ့ဗျာနော်မှောင်ခိုပို့အားပေးတဲ့ခါကျဘယ်သူတွေပိုက်ဆံပို့ရလဲဆိုရှင်အဲ့နေဆက်တကြောမှာလှုပ်ရှားနေတော့လက်နက်ကင်နေမကြခင် KND တက်ကြီးပွားအောင်အဲ့တွင်းကုန်တွေဒီတိုင်းပိတ်လို့ရှိရင် KND တက်ကြီးပွားအောင်ဒါအေးလည်းကြီးပွားအောင်မယ်နော်ရှင်းလည်းကြီးပွားအောင်မယ်ဘာကြောင့်လဲဒီလမ်းကြောတွေပဲရှိတယ်ဒီလမ်းကြောတွေရပဲလာပါခင်ဗျားတို့အဲ့ကနေပတ်စံကောက်ကြပါဗျာအဲ့ကောက်တဲ့ခါမှာပတ်စံရမှာပါဘာကြောင့်လဲကိုယ့်ဘဝကိုနားမလဲတဲ့သမရကနိုင်ငံကြီးတက်လို့နေတာသမရတက်လို့နေသူကနိုင်ငံလုံးမှာဗျာသူ့ဩဇာလည်းပြန့်ကျက်တယ်ဗျာနော်သူပိတ်ချင်တယ်ပိတ်လို့ရတယ်ဟလားအဲ့ဆိုတော့တမျိုးပေါ့ဗျာနော်စူးစမ်းမယ်ဆိုအခုကသူမပိုင်တဲ့နိုင်ငံမှာသူကမာရှယ်လော့သားထုတ်လို့ဖြစ်နေဥပမာဖြစ်ရခိုင်ပြည်နယ်မှာမာရှယ်လော့သားထုတ်လို့မရဘူးလေနော်ရခိုင်ပြည်နယ်အများစုကအေးရထိတ်ချုပ်ထားတာဖြစ်တယ်အဲ့တော့ကိုယ့်ဘဝကိုနားမလဲတော့ဆိုရဲအဲ့တော့အဓိကခံတော့သူ့ရဲ့စီနီယံနေပုံနော်ရေးချင်းမရှိပုံဒါကျွန်တော်တို့ဒါကျွန်တော်အမြင်ကျွန်တော်ပြောတာပါနော်အဲ့တော့တွင်းကုန်တွေပိတ်ထားခါကြတော့ပြည်သူလူထုကစားတောက်တွေညက်ကုန်စီဈေးတွေလည်းတက်လောင်စာစီဈေးတွေလည်းတက်နော်နိုင်ငံခြားပစ္စည်းတွေအကုန်လုံးဈေးတက်ကိုပြည်တွင်းထုတ်ကုန်ကြရလဲအရေးသေးမရှိတာတွေစားရတော့မယ်နော်ခင်ဗျားတို့မပူတဲ့ဖြစ်တယ်လို့လုပ်ကြမှာဟိုသူများနိုင်ငံကဥမာဖြစ်ဗျာစားတောက်ကုန်တို့ထုတ်တယ်ဆိုလို့ရှိရင်နိုင်ငံတကာဖုဟိုခေါင်းဆို standard တွေနဲ့အညီထုတ်ရတယ်နော်အဲ့တော့ကျွန်တော်ပြည်တွင်းမှာဖြစ်တယ်လို့မြန်မာအစိုးရဥမဲအွန်လိုင်းဖိအားပေးမှုနဲ့တူပြည်တွင်းထုတ်ကုန်တွေထုတ်ကြမယ်တရားမဝင်ပစ္စည်းတွေအကုန်လုံးပါကြအောင်မယ်နော်အေးရခဏစားကြပါဗျာနော်အကုန်လုံးငတ်တည်တော့မှာအခုအရက်တွေလည်းအတူတွေထွက်နေပြီဆိုမှတတိယကသတင်းပြောသွားကြဟာလားအရက်လည်းတူထွက်အားလုံးတူတယ်တရုတ်ကနေဝင်ဝင်မပြောင်းမပုံနဲ့တရုတ်ကပစ္စည်းတူတွေဝင်ဝင်အခုလည်းဝင်နေတဲ့ဟာယူတရုတ်ကဟမ်စားတော့ကုန်တွေကစပေါက်လို့ပဲစားတွေအကုန်လုံးကျွန်တော်ဗမာတိပါဆိုဟိုကုန်တဲ့နှစ်ပေါင်း20ကျော်လောက်ကကျွန်တော်အဲ့ဒီဘက်ရောက်ခဲ့တယ်ရှမ်းမြောက်ဘက်ကိုရောက်ခဲ့တဲ့အချိန်ဆိုင်ကဲကျွန်တော်တို့ပြည်တွင်းမှာဆိုတရုတ်ဘိန်းဆိုရင်ဈေးပေါ်တယ်ဘယ်နည်းဖြစ်တယ်မလားတရုတ်ဘိန်းအရေးတွေမကောင်းဘူးလို့ပြောရတယ်ဒါပေမဲ့သူတို့ပြည်တွင်းထုတ်ရှိတယ်တက်အဲ့ဒီပြည်တွင်းထုတ်ကလေရိုးရဘိန်းနဲ့တောင်ကောင်းနေတယ်ဒါပေမဲ့ပြည်ပရောင်းခွင့်မရှိဘူးအဲ့ဒီပြည်ပရောင်းတဲ့ဟာကိုလေသူတို့ပြည်တွင်းမှာရောင်းခွင့်မရှိဘူးအဲ့တော့စဉ်းစားကြည့်ပေါ့ဘယ်တော့မှရိုင်းရုပ်ပက်ထားတယ်ဟမ်အဲ့လိုခွဲခြားပြီးတော့တီးတဲ့စီးပွားရေးစစ်ပွဲတရက်ကိုဆင်နွှဲထားတာတရုတ်ကဘယ်တော့ကြောက်ဖို့ကောင်းအောင်မဲလို့လဲအခုမင်းအောင်နိုင်တဲ့ထက်မှာလှုပ်ချင်တိုင်းလှုပ်ဘာမှမပြောရဘူးမပြောဖို့တော့သူပါဇက်ကထုတ်ပြောတယ်လေအဲ့လောက်ထိကိုမောင်တဲ့ညီတစ်ခုလောက်မိမယ်တဲ့အမေအသက်က82နဲ့ပြောပါကျွန်တော်ဖေပြောဘူးတဲ့စစ်တပ်ကပြည်သူကိုစေတနာနည်းနည်းလေးထားရင်ကိုတိုင်းပြည်ကတိုးတက်ပြီးအေးချမ်းပြီလို့ပြောပြရတယ်စေတနာမထားဘူးတော့ဆိုတော့ကျွန်တော်တို့ဒါတော့ပြောရမယ်ထားပါတယ်နော်ဒါပေမဲ့ခက်တာကသူစေတနာထားပြီးလုပ်နေတဲ့ပုံစံတွေကသူစေတနာကလွဲနေတယ်သူစေတနာဘလောက်ကောင်းကောင်းဥပမာပြဗျာစေတနာထားဆိုရင်ငါ့ကိုတခါလေရေလက်ကူးနဲ့ငါ့ကိုကုန်မတင်လို့မရဘူးဗျာစေတနာထားဆိုပြီးကြောင်လေးနဲ့ကြောင်သွားပြီးချိုးပြီးလို့မရဘူးလေနော်အဲ့တော့မလုတ်တဲ့နိုင်ငံကြီးမှာဝင်လုပ်နေတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့ကြောင့်မလို့ကျွန်တော်နိုင်ငံဘယ်တော့မှမငြိမ်းချမ်းဘူးဖြစ်နေတာကမောင်ကြီးရဲ့ဒုစီမပနာကြီးလဲစာလုံးမှာကစင်လာကြီး34ကျွန်တော်စီမှာအဆောက်ရှိပါသေးတယ်မလာတင်ခံနေအကုန်လုံးပြတ်ပါပဲ
နိုင်ငံစေတနာမှန်နဲ့လုပ်ပေးရင်လည်းဘယ်သူကမစထောက်ခံပါလဲနိုင်ငံစေတနာမှန်နဲ့လုပ်ပေးတယ်နော်စေတနာမှန်တိုင်းနဲ့ပြည်သူမထောက်ခံပါဘူးပြည်သူကသူတို့ချစ်တဲ့ခေါင်းဆောင်ကိုပဲသူတို့အားပေးတာဖြစ်တယ်အဲ့တော့သူတို့ချစ်တဲ့ခေါင်းဆောင်ကိုဖန်ဆီးပြီးတော့ကိုစေတနာထားပါလေဆိုလုပ်လို့မရဘူးလေနော်အားကြောင့်မို့ပါအဓိကတော့ဇွတ်စေတနာတွေကြောင့်ပေါ့နော်စေတနာတွေရည်စည်းကမ်းပြုလိုက်တယ်ပေါ့အဲ့တော့ဘာတွေဖြစ်သွားလဲဆိုတော့သူစေတနာဝေဒနာတွေဖြစ်ကုန်တယ်နောက်ဆုံးပိတ်သူစေတနာကသူ့ကိုယ်သူစေတနာထားတာဖြစ်သွားသူမိသားစုတဲ့စေတနာထားတာဖြစ်သွားတယ် ကုံမောင်ပြောရတဲ့ဟာတွေကမဟုတ်မမှန်တာတွေလောက်ကြံပြီးတော့မင်းအောင်နိုင်ပဲအချမ်းကိုဆွဆွဲပုတ်ခတ်သွားတာလားတကယ်အရှိတရားကိုပြောရတာလားအရှိတရားကိုပြောရတာတူတဲ့စစ်တပ်ထောက်ခံသူတယောက်ပဲအဲ့တော့ကျွန်တော်အမြဲပြောသလိုကျော်စိုးဦးတို့ကျော်မျိုးမင်းတို့လိုကောင်းနေများများပေါ်ပေါက်လာတာကိုလက်ခံမလားကိုမောင်မောင်လိုလူမျိုးများများပေါ်လာတာကိုလို့ရှင်လားဒါပဲဟုတ်တယ်မလားကျွန်တော်ပြောနေတယ်ဆိုတာအဲ့ဒါကျော်စိုးဦးကြီးဟိုတလုံးအောင်မှနော်တတိနေဟိုတလုံးမဟုတ်ဗျအမြဲတမ်းကျော်စိုးကမဟုတ်တဲ့ဟာကိုပေါက်လို့ပဲစားပြောပြီးတောက်လျှောက်ပြောတကယ်ဘာပဲလုပ်လို့စစ်တပ်ကမှန်းနေစစ်ဘယ်လိုပြောမလဲလူတယောက်ကမှလွတ်သွားတဲ့ယူနေတဲ့လူတယောက်ပြောနည်းမျိုးကိုလော်ပေးနေတာအခုကိုမောင်မောင်သူစစ်တပ်ကိုထောက်ခံခဲ့တယ်တက်လုံးထောက်ခံခဲ့တယ်အခုလည်းသူကတတ်မတော်ကိုချစ်တယ်ထောက်ခံတယ်သူကိုယ်တိုင်ပါဇက်ကဝန်ခံထားတယ်ကျွန်တော်တော်လိုင်းပဲလာပါတယ်သူအယောင်ဆောင်ကြီးပြောထားတာမဟုတ်ဘူးဟုတ်တယ်မလားဒါပေမဲ့မင်းအောင်နိုင်ပါဝင်ဒီစစ်ဘုတ်ချုပ်တွေရဲ့စောက်တလွဲလုပ်ရက်တွေကိုသူထောက်ပြတယ်အဲ့တော့ကျွန်တော်တို့ကကိုမောင်မောင်တယောက်တည်းကိုမြင်တာဘာဖြစ်လို့လဲ तू က social media အသုံးပြုတယ်လူတိများတဲ့လူဖြစ်တဲ့အတွက်သူ့ကိုပဲကျွန်တော်တို့ကတွေ့တာသူ့အနောက်မှာပြည့်တဲ့ဘယ်လောက်ရှိလဲ तू ကိုနိုင်တောင်းတော့မှမောင်စိုးမောင်မောင်နှစ်ယောက်အတူတူရှိတာပဲမောင်စိုးရဲ့ပြောဆိုပုံအဆင့်အတန်းကိုမောင်မောင်ရဲ့ပြောဆိုပုံအဆင့်အတန်းဘယ်လိုกว่าလဲလူတိုင်းတည်တယ်အဲ့တော့ဒီလိုအဆင့်တန်းရှိတဲ့လူတယောက်ကအနောက်ကပရိတ်တက်ကပေါက်လို့ပဲစားတွေဖြစ်မလားအနည်းနဲ့အများအတိတရားပြည့်ဝတဲ့လူတွေဖြစ်မလား ဆက်လက်ပြီးတော့နောက်ထပ်တဲ့တဲ့ပုဂ္ဂိုလ်ကြည့်စုကြရအောင်ပါ ညီမနိုင်ငံရေးအခြေအနေနဲ့ညီမတော်လှန်ရေးအခြေအနေကအခုဘာတွေဖြစ်နေတယ်လို့ကားရုပ်စိတ်ထဲမှာခံစားတွေ့တော့မိတယ်ဒီအကြောင်းရပြီဒီနေ့ညမသုံးတက်ပြီပြောဆိုကြမယ်ဆွေးနွေးကြမယ်ကာလကအရေးကြီးတဲ့အချိန်ရောက်လာပြီတော်လှန်ရေးလမ်းစုံလမ်းကွာလမ်းမလိုက်ရင်ခွေးဖြစ်မယ်ဗျစားကြရအောင်အမပြည်သူတွေရဲ့ဘဝကတမရက၄ယောက်အစိုးရကဘယ်သူမှမသိကိုယုံကြည်ပါတယ်ဆိုရဲမဲပေးထားတဲ့ NLD အစိုးရမင်းအောင်နိုင်ကအာဏာသိမ်းလိုက်တယ်။နောက် NUG ဆိုပြီးတော့ဖွဲ့တယ်။အဲ့ကလည်းအစိုးရအခုအဲ့ NUG ကလည်းအဆင်မပြေတော့အဲ့အစိုးရကလည်းမယုံ။မင်းအောင်နိုင်ကိုလည်းမကြိုက်ချီးတဲ့ညွန်း။ဟို NLD အစိုးရကလည်းတမနာကြီးတော့ပြန်လို့ပေးလိုက်ပါပြီ။တမနာကြီးကိုအကျေကျုပ်တပွဲထားတော့တမနာလည်းဘာမှမပြောရတဲ့အချိန်နဲ့ပြည်သူလူထုကပေးရလိုက်တဲ့တာဝန်နဲ့ပတ်သက်ပြီးတော့တာဝန်ရှိတယ်လို့တော့ကျွန်တော်ခံစားမိတယ်။ချင်းတဲ့ချက်တွေမှာတော့နားလေပေးရမှာပေါ့ဗျာ။ခွေးဘလူခွေးမိတ်စာတွေလက်အောက်မှာနေနေရတာဟုတ်ဆိုတော့ဒီနေ့တော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ CWC အလုပ်ကော်မတီလို့ပြောမှာပေါ့ဒီနေ့မြစ်စီမနဲ့အင်တာဗျူးမှာမနေ့ကတနေ့ကထုတ်ပြန်တဲ့ကြေညာချက်နဲ့ပတ်သက်ပြီးထွက်ပြီးတော့ရှင်းပြတဲ့အချက်အလက်တွေကိုကြည်ချင်းအဖြစ်မင်းတို့တိုက်ချင်တိုက်မတိုက်ချင်နေမင်းတို့နိုင်ရင်ငါကတော့အစင်သစ်ထိုင်ဆောက်မယ်နိုင်ငံရေးဆွေးနွေးဖို့အစင်သစ်ထိုင်ဆောက်မယ်ဆိုတဲ့သဘောထားများဖြစ်နေသလားလို့ကျွန်တော်စိတ်ထဲတွေးမိတယ်ကျွန်တော်တွေးအကုန်လုံးမှန်ကြမှာမှန်မယ်ဗုဒ္ဓမြတ်စွာရဲ့ကာလာမတုတ်လို့ပဲယုံစရာရှိတာကိုတော့ချင့်ယုံကြဖို့လို့ဒီအကြောင်းအရာကိုမပြောခင်တော်လန်ရေးကြောက်သေးကြဖို့လက်နှလုံးအလိုဘသူတွေကြောင့်လဲဆိုတော့ NUG ရဲ့ lobby တွေကြောင့်တော်လန်ရေးကြောက်သေးကြဖို့လက်နှလုံးအလိုဖြစ်နေပြီအဲ့ဒီ NUG ရဲ့ lobby တွေနဲ့ပတ်သက်ပြီးကျွန်တော်မြင်တာခံစားမိတာပြောပြရအောင်လားမဘာသာတွေနဲ့တူပဲတိတာမဘာသာအမျိုးဘာသာသာသနာဆိုပြီးဝိရသူတို့ဘာလို့လဲဟာကိုလူမြတ်ကျော်ခင်ဗျဘလို့တူတာလဲဗျမဘာသာတွေနဲ့ခင်ဗျ NUG lobby တွေနဲ့ခင်ဗျကျွန်တော်ရှင်းပြမဘာသာတွေကအမျိုးဘာသာသာသနာကိုချစ်လိုက်တာတုံလို့ဖင်ကချီးပါတော့ကြအောင်ချစ်တယ်ဒါပေမဲ့ तू အမျိုးဘာသာသာသနာချစ်တာအစ္စလမ်ဘာသာဝင်တွေကိုမုန်းတီးရေးတက်တက်နဲ့စစ်တဲ့ဘောမယုံတက်တက်ပဲချစ်တယ်တရုတ်ကချန်စီကိုခတ်တယ်တရုတ်ကမတရားလုပ်တယ်မပြောရဘူးအတန်မထွက်ဘူးဖင်ရောပါစားပေါ်ပဲအဲ့ဒီ NUG lobby တွေကလည်းအဲ့တိုင်းပဲနော်တော်တယ်မှာစစ်တိုက်နေတဲ့ရဲဘော်တွေအခြားသူတို့ကို NUG ကိုဝေဖန်သုံးသပ်တဲ့သူတွေကိုတော့အမလေးသုံးသပ်တာစာရီကအရှိကြီးပဲဝင်ထွန်းဝင်မမြတာတော့စီးပွားရေးအဆင်မပြေတော့ခိုးစိုးလူရမယ်တော်မီလောင်ရင်တော်ချောင်ကြီးလက်ကမောင်းခတ်ကြအောင်မယ်ရာဇဝတ်မှုတွေသူပြောလာပြီစင်းရဲခြင်းနဲ့ရာဇဝတ်မှုက equal ဖြစ်တယ်
ငတ်ပြက်ပြီးဆင်းရဲနေတဲ့တိုင်းပြည်မှာချမ်းသာနေတဲ့ကောင်တွေကရာဇဝတ်မှုကျူးလွန်နေတာဖြစ်တယ်ဆိုတဲ့စကားတွေအလကားဖြစ်လာတာမဟုတ်ဘူးရှင်းပြရင်တီဦးတွေအများကြီးရှိတယ်နောက်တော့ရန်ကုန်မှာအင်းစိန်ရဲစခန်းကိုရန်ကုန်အာမီကနက်နက်သီးနှလုံးသွားလမ်းဆောင်ပေးပါတယ်အခုမကွာသေးတော့ထပေါက်တော့3ယောက်လောက်ပေးတယ်လို့ပြောတယ်ရန်ကုန်မျိုးပြ UG တွေငိမ့်သက်သွားပြီးတဲ့နောက်ပိုင်းမှာပထမဦးဆုံးချိန်ပြန်လဲမျိုးပြ UG တွေဖတ်ပေါ်လာတဲ့အခြေအနေကိုကျွန်တော်တို့တာမန်တော့မဟုတ်ဘူးဘာလို့ဆက်ဖြစ်မလဲဆိုတာစိတ်ဝင်စားကြကောင်းတယ်ရန်ကုန်ကြီးလာပါလိမ့်မယ်ဆိုတော့အစိုးရကဘာတူလဲပေါ့ပြန်ဆက်ရအောင်အစိုးရကဘာတူလဲဆိုတော့ကျွန်တော်တို့မဲပေးလိုက်တဲ့အစိုးရကအစိုးရလား NUG NLD ကခိုင်းလို့စိတ်ထဲမှာဘယ်လိုတွေးမိလဲတစ်ချက်တော့မျက်စိလေးမိတ်ပြီးတွေးကြည့်ငါတို့အခုအချိန်မှာငါတို့ရဲ့အစိုးရကငါတို့နှစ်သက်တယ်ငါတို့ကြိုက်တယ်ငါတို့လက်ခံတဲ့အစိုးရကငါတို့မဲပေးလိုက်တဲ့ NLD အစိုးရကိုအစိုးရအဖြစ်ထားရင်ကောင်းမလားဒါမှမဟုတ်ဒေါ်လာရေးအစိုးရလို့ပြောတဲ့ဟိုလွတ်တော်ကိုယ်စားလှယ်တွေဘာတွေနဲ့ CRP နဲ့ဖွဲ့လိုက်တဲ့ NUG ကိုပဲအစိုးရအဖြစ်ထားရင်ကောင်းမလားတမရအောင်ခင်ဗျားတို့ဘယ်လိုခံပါလဲပြောချင်တာကကျွန်တော်တို့လမ်းစုံလမ်းကွာကိုရောက်နေပြီကျွန်တော်တို့တော်လန်ရေးကျွန်တော်တို့စနစ်ပြောင်းတော်လန်ရေးလမ်းစုံလမ်းကွာကိုရောက်နေပြီဒါကိုပြောချင်တာအဲ့တော့ NLD ကမနေ့ကထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့မနေ့ကထုတ်ပြန်ချက်ဟာတဲ့သူတို့မှန်ပါတယ်ပေါ့နော်ကျွန်တော်တို့ပဲမှားပါတယ်ညဖြည့်ရှင်းတဲ့ပုံစံဦးကျော်ထွေးက CWC ကထွက်ရှင်းပါတယ်ဦးကျော်ထွေးကမြန်မာပြည်ရင်းကမဟုတ်ဘူးဒီ Green NLD တွေကတော့လောလောဆယ်ဘာတမ်းမှမထုတ်သေးပေမဲ့ NUG ရဲ့ CEC ပါထုတ်ပြန်ချက်တွေနဲ့ကွဲလွဲနေတယ်ဆိုတော့ကိုငိမ့်တရဲ့ဝေဖန်မှုကလည်းရှိတယ်ဆိုတော့မနေ့က NLD ရဲ့ထုတ်ပြန်ချက်ထဲမှာနိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုကိုအစဉ်ပြေစုပ်ကင်ထားပါသည်ဆိုတော့အချက်ကိုစင်ဝေးရန်ရှောင်တယ်လို့နိုင်ငံရေးရှုံချီချက်ကင်းမဲ့တဲ့လီတန်ပြော်လေးနဲ့ပြောတာကျွန်တော်တို့ကြိုက်ကိုယုံကြည်ရမှိုင်လဲမှမယ်မှန်လဲမှန်မယ်မပြောလို့မရဘူးအမှန်တရားဆိုတာကလေကာလဒေတာလူပုဂ္ဂိုလ်အချိန်နဲ့အချိန်ခါရပြောင်းလဲတဲ့အမှန်တရားဆိုတာရှိတယ်နော်အမှန်တရားနှစ်မျိုးရှိတယ်ထာဝရအမှန်တရားရှိတယ်အိုနာသေးချင်းဖြစ်ပြက်ရှုံနှံဒါတွေကထာဝရအမှန်တရားတွေအဲ့ဒီမှာနောက်တဲ့အမှန်တရားတစ်ခုကဘာလဲဆိုကာလဒေတာလူပုဂ္ဂိုလ်အချိန်နဲ့အချိန်ခါရပြောင်းလဲတဲ့အမှန်တရားကာလရပြောင်းသွားတယ်ဥပမာကျွန်တော်တို့ဒီပိုက်တာကိုရက်လားဘောလုံးပေါ်နိယာမအဲ့ဒီကာလမှာတော့ပိုက်တာကိုရက်ကရေစီထဲမှာထားပြီးပညာရှင်ကြီးပေါ့ဗျာဝမ်းဆိုရေစီထဲမှာနှစ်လိုက်တာဟိုးဆိုဘောလုံးပေါ်နိယာမကိုသူသွားတွေ့လာအဲ့တော့အော်ဝီဘောလုံးပေါ်နိယာမသူ့စောက်ယူလို့ဝိုင်းပြောကြဒါပေမဲ့အခုချိန်မှာပိုက်တာကိုရက်တို့ရဲ့ theory တွေကိုအသုံးပြုနေရပြီလားအမှန်တရားဆိုအဲ့လိုပဲအချိန်ကာလအလိုက်ပြောင်းလဲသွားတာရှိတယ်ကာလဒေတာရပြောင်းတာတွေရှိတယ်လူပုဂ္ဂိုလ်ရပြောင်းသွားတာတွေရှိတယ်ထာဝရအမှန်တရားကတက်ကာလဒေတာလူပုဂ္ဂိုလ်အချိန်နဲ့အချိန်ကာရပြောင်းလဲခြင်းတဲ့အမှန်တရားတက်ဒါပေမဲ့ယုံကြည်ချက်ကတော့ကာလဒေတာလူပုဂ္ဂိုလ်အချိန်နဲ့အချိန်ကာမှာလိုက်နေပုတ်တင်ညိုကဲ့သို့အယောင်မပြောင်းဘူး ဆုံးထိကြည့်ဆိုအပြကြတဲ့ AOC တိုင်းအထူးပဲကြည့်တင်ပါတယ်ကျွန်တော်ရဲ့ channel ကို subscribe and like မလုပ်ရတဲ့လဲ subscribe and like လုပ်ပြီးကြပါလို့မိသားရခိုင်ရင်ဒီဗီဒီယိုကိုဒီလောက်လေးပဲအဆုံးသတ်လိုက်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ပြီးတော့ဆုံစည်းကြရအောင်ပါအားလုံးကိုအထူးပဲကြည့်တင်ပါတယ်